မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အတူတူလေ့လာကြမယ့်စကားလေးကတော်တော်လေးညက်ပြီးကြပြဆန်တယ်ဗျဟုတ်ပါတယ်ဟလုံးသားတွေကမိကောမီးမရှို့ပါနဲ့တဲ့ကြားလိုက်တာနဲ့တင်ဟာဘာကိုဆူလို့တာပါလိမ့်ဆိုပြီးတွေးစရာဖြစ်သွားစေတယ်နော်အာဒီတော့ဒီမြစ်ဆိုတာကပါလေပြီးတော့လေမြစ်တစ်စင်းကိုဘလို့လုံးမီးရှို့လို့ရမှာလဲနော်ကဲဒီမေခွန်းကြီးရဲ့အဖြေကိုကျွန်တော်တို့အတူတူရှာကြည့်ကြရအောင်ကဲအဲ့ဒီမေခွန်းရဲ့ဖြေကိုရှာဖို့အတွက်လေဒီလပါရဲ့ဥပမာစကားရဲ့အဓိကအစိတ်ပိုင်းဖြစ်တဲ့မြစ်ဆိုတာဘာလဲဆိုတာကနေအရင်ဆုံးဆက်လိုက်ကြအောင်ဒီစကားပုံတွေကမြစ်ဆိုတာကတခြားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြဲတမ်းစီးဆင်းနေတဲ့မေတ္တာတရားကိုတင်စားထားတာပါဆိုလိုတာကတခြားသူတွေအပေါ်မှာထားတဲ့စစ်မှန်တဲ့စေတနာကောင်းတွေချစ်ခင်ကျင်နာမှုတွေပေါ့နောက်တစ်မျိုးပြောရရင်ကိုကိုယ်တိုင်ပြောရှင်ချမ်းမြေ့ချင်တယ်လို့ပဲတခြားသူတွေကိုလည်းအဲ့လိုပြောရှင်စေချင်တဲ့စိတ်ထားမျိုးပေါ့ဗျာအဲ့လိုကိုချင်းစာတရားနဲ့ကိုကြိုးမဖက်တဲ့စိတ်ဟာကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲကမေတ္တာမြင့်ရဲ့စီစဉ်မှုပါပဲကဲအခုမေတ္တာမြင့်ကြောင်းထီပြီးဆိုတော့ဒီစကားပုံကကျွန်တော်တို့ကိုသတိပေးထားတဲ့ဖြက်စီးတတ်တဲ့စွမ်းအားတစ်ခုအဲ့ဒါကဘာလဲဆိုတာကိုဆက်လေ့လာကြည့်ကြရအောင်အဲ့ဒီမီးဆိုတာကတော့ဒီမခံနိုင်ခြင်းပဲဗျဟုတ်ပါတယ်ဒီစိတ်သေးသေးလေးတစ်ခုကနေအရာအလုံးစတာစဉ်းစားကြည့်လေဒီမခံနိုင်တဲ့အခါဘာဖြစ်လဲစိတ်တိုးလာတယ်ဒေါသထွက်လာတယ်အဲ့ဒီကနေတဆင့်ရန်ဖြစ်တာတွေတခြားသူတွေကိုထိခိုက်အောင်လှုပ်ချင်တဲ့စိတ်တီထိအားလုံးရဲ့အရင်ခံကဒီတီးမခံနိုင်ခြင်းဆိုတဲ့မီးပွားလေးကနေစတာပါပဲဒီမှာကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်လမ်းနဲ့တွေ့ကိုနိုင်ရှင်းပြထားတာပေါ့တလန်းကမီးရဲ့လမ်းတီးမခံနိုင်ခြင်းနဲ့စပြီးအညိုးတေးတွေထားတယ်နောက်ဆုံးမှာဖြက်စီးခြင်းစီကိုပဲအိုးတီသွားတယ်နောက်တလန်းကတော့ရေရဲ့လမ်းတီးခံခြင်းနဲ့စပြီးခွန့်လွတ်နိုင်တယ်အဆုံးမှာတော့မေတ္တာတရားတွေပွားများလာစေတယ်လုံးဝကိုဆန့်ကျင်ဘက်လမ်းနှစ်ခုပါပဲဒီအချက်နဲ့ပတ်သက်ပြီးတိတ်ကောင်းတဲ့စကားတစ်ခုရှိသေးတယ်ဗျဒါကတော့ဟီတိုပရေတာကျန်းကလာတာပါမီးတို့တစ်ချောင်းနဲ့တမှုတရားတွေကရေကိုမီးရှို့ပြီးခန်းချောက်သွားအောင်လုပ်လို့မရဘူးတဲ့ကောင်းကောင်းလေ့ကျင့်ထားတဲ့စိတ်ရဲ့ခန္ဓာရည်ကိုတကယ်မြင်သာအောင်ပြောသွားတာပဲအတိပ္ပယ်ကရှင်းရှင်းလေးပါပဲမေတ္တာတရားနဲ့ပြည့်နေတဲ့စိတ်ဟာတမှုတရားရေးလိုကြဲ့ပြောပြီးအင်အားကြီးမှတဲ့အသေးအဖွဲဝေဖန်ပြစ်တင်တန်တွေဆိုတဲ့မီထုတ်လေးတွေကအဲ့ဒီမဟာတမှုတရားကြီးကိုလာပြီးတော့ဘလို့မှမချီခိုက်စေနိုင်ဘူးပေါ့ဒါဆိုရင်အရေးကြီးဆုံးမြေခွန်းကဒီမေတ္တာမြေကိုကျွန်တော်တို့ဘလို့ကာကွယ်ကြမလဲကံကောင်းတာကဒီကျမ်းဂန်တွေမှာအလွန်ရိုးရှင်းပြီးထိရောက်တဲ့စိတ်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုကိုညွှန်ပြထားပါတယ်ဒါကတော့ဝေဖန်မှုတွေကိုကြိုက်တွေ့ဖို့အတွက်စိတ်ပိုင်းဆိုင်ရာနည်းလမ်းလေးတစ်ခုပါရှင်းရှင်းလေးပဲအပိုင်းနှစ်ပိုင်းရှိတယ်ပထမတစ်ခုတကယ်ကိုကမားနေလို့ဝေဖန်ခံရတယ်ဆိုရင်အော်သူတို့ပြောတာမှန်တာပဲလို့လက်ခံလိုက်ပါဒါပါပဲဒုတိယတစ်ခုကိုကမှန်နေတဲ့သားနဲ့ဝေဖန်ခံရရင်ရောအဲ့ဒီခါမှာတော့အော်သူတို့ကမတိနားမလဲလို့ဒီလိုလုပ်နေရတာပါလားတနာစရာပဲဆိုပြီးတနာချစ်နာစိတ်နဲ့ကြည့်ပေးလိုက်ပါဒီလေချစ်ခံလေးကတိခံစိတ်ကိုတကယ်ကိုမွေးမြူပေးပါတယ်ဒီလိုမျိုးကိုယ့်ရဲ့အတွင်းစိတ်ကိုလေ့ကျင့်ကြည့်ပြီးချင်းဟာလေအပြင်းပန်းမှာ PC ဥစ္စာလေးအများကြီးစွန့်ကြဲလူတိုင်းရတာချက်တောင်ပို့ပြီးတော့ခက်ခဲတယ်ဒါပေမဲ့ပို့ပြီးတော့လဲတန်ဖိုးကြီးမှတယ်လို့ဆိုပါတယ်ခင်ဗျာကဲဒီလောက်ခက်ခဲတွေလေ့ကျင့်မှုတွေလုပ်ရင်ဘာအကျိုးကျေးဇူးတွေရမှာလဲဘာတွေပြန်ရမလဲစကြည့်လိုက်ကြအောင်တေးခန့်စိတ်ကိုမွေးမြူခြင်းရဲ့အကျိုးကျေးဇူးတွေကတကယ်ကိုတန်ဖိုးရှိပါတယ်ပထမဆုံးအမိန့်နဲ့ဒါဟာပါရမီ10ပါးတွေကတစ်ပါးဖြစ်တဲ့ခန္တီပါရမီကိုဖြည့်ကျင့်နေတာဖြစ်တဲ့အတွက်အင်မတန်မြင့်မြတ်ပါတယ်ဒုတိယချက်ကဒီလိုလေ့ကျင့်ဖို့အတွက်ပိတ်စံတပြားမှမကုန်ဘူးပစ္စည်းဥစ္စာဘာမှမလိုဘူးဒါပေမဲ့ကြီးမားတဲ့ကုသိုလ်ကိုရရှိနိုင်တယ်အရေးကြီးဆုံးကတော့ဗျာဒါဟာကိုယ့်ရဲ့စိတ်ကိုဒေါသပီးတောက်လောင်မှုကနေကာကွယ်ပေးတဲ့အကောင်းဆုံးအကာအရံကြီးတစ်ခုဖြစ်တော်လာပါပဲကဲဆိုတော့ကျွန်တော်တို့ပြောခဲ့တာတွေကိုအလုံးပြန်ပြီးခြုံငုံသုံးသပ်ရင်းနဲ့ကျွန်တော်ရဲ့အဓိကဥပမာစကားလေးစီကိုပြန်သွားကြည့်ကြရအောင်အနစ်ချုပ်ကတော့ရှင်းပါတယ်ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာမေတ္တာတရားဆိုတဲ့မြစ်ကြီးအမြဲတမ်းအေးချမ်းစွာစီးဆင်းနေဖို့အတွက်တိခန့်ခြင်းဆိုတဲ့ခန္တီးတရားကိုမွေးမြူကြရမယ်ဒါပါပဲခင်ဗျဒီတင်ဆက်မှုရဲ့ဏီကုန်းချုပ်အနေနဲ့အားလုံးအသက်မေတ္တာပို့တာဆူတောင်းပေးကြပါတယ်ဒီမှာဖော်ပြထားတဲ့အတိုင်းပဲအားလုံးသောသူတွေဒုက္ခခတ်တွင်းငနေကင်ဝေးပြီးတော့ထာဝရချမ်းသာဒုက္ခကိုရရှိဖို့အတွက်တိခတ်၃ပါးကိုစ조사ပွားများနိုင်ကြပါစေစို့ဆူတောင်းမေတ္တာပို့တာအပ်ပါတယ်